ဘက်လေးပြုံးပြလို့ဒီဘက်လေးပြုံးပြလေ ဒီအကြမ်းဆုံးလို့ရှိရင်ဘောက်စီပေါင်းမျိုးကိုနောက်ကကပ်ပေးပါကျွန်တော်မေးတာဆုံးမှာဘောက်စီပေါင်းမျိုးကနောက်ကကပ်ပေးပါအဲ့ဒီနောက်မှာနာသာမင်းလည်းကပ်ပေးပါကျောင်းသွားမှာမဟုတ်နာသာမင်းလည်းကပ်ပေးပါနားမနေခဲ့ပြီလို့ကျွန်တော်အားလုံးဒီကနေစုံပြီးပါကြွပါမယ်အတုကလေးတွေပဲရပါဘုံတော်